အားလုံးနဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ကျွန်တော်တို့ရဲ့ Dash YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ခဏပြပြပေးမယ့်အကြောင်းအရာလေးကတော့2018ခုနှစ်နယူးဇီလန်နိုင်ငံအော့ကလန်မြို့မှာဖြစ်ပျက်ခဲ့တာပါအမှုရဲ့အစ2018ခုနှစ်ဒီဇင်ဘာလ1ရက်နေ့နယူးဇီလန်နိုင်ငံအော့ကလန်မြို့ရဲ့ညချမ်းတစ်ခုမှာပြည်တိန်နိုင်ငံသူဖြစ်တဲ့ခီးသွား Grace Milling တယောက်ပျော်ရွှင်စွာနဲ့သူမရဲ့ online ချစ်သူဖြစ်တဲ့ Jessie နဲ့တွေ့ဆုံခဲ့တာပါ CCTV မှတ်တမ်းတွေအရလဲသူတို့နှစ်ခုဟာမြို့ရဲကဘာတစ်ခုမှာအတူတူပျော်ရွှင်ခဲ့ကြပါတယ်အရာအလုံးဟာလဲပုံမှန်တိုင်းပဲလို့ထင်ရပါတယ်ည8:54မိနစ်မှာတော့သူတို့ပထမဆုံးကြိမ်နန်းခဲ့ကြတာကို CCTV မှာမြင်ခဲ့ရပါတယ်အဲ့ဒါပြီးတဲ့နောက်မှာတော့ Jessie တွက်လက်သွားနေစင်မှာ Grace ကသူမရဲ့တငယ်ချင်းအောင်ငါသူနဲ့ရဟန်းဆင်ပြေနေတယ်ဆိုတဲ့စာတုပ်လေးကိုပေးပို့ခဲ့ပါတယ်။ဒါပေမဲ့ဒါဟာ Grace ရဲ့နောက်ဆုံးစာဆိုတာတော့ဘယ်သူမှမမျှော်လင့်ခဲ့ပါဘူး။သူတို့နှစ်ယောက်ဟာညနေပိုင်းမှာ Jessie နေထိုင်ရာ City Light Hotel ကိုတည်သွားခဲ့ကြပါတယ်။နောက်တစ်နေ့ဟာ Grace ရဲ့22နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။ဒါကြောင့်လည်းတငယ်ချင်းတွေနဲ့မိသားစုဝင်တွေကမွေးနေ့ဆုတောင်းစာတွေကိုအမြောက်အများပေးပို့ခဲ့ကြပါတယ်။ဒါပေမဲ့မနက်၈နာရီက Grace ကနေဘာပြန်စာမှမရတော့ပါဘူး။ရှက်ပိုင်းအတွင်း Grace ကနေဘာပြန်စာမှဘာဆက်သွယ်မှုမှမရခဲ့တဲ့အချိန်မှာတော့မိသားစုတွေကစိတ်ပူပြီးတော့ရဲတွေစီမှာတရင်ပို့ပြီးတန်ချက်ဖွင့်ခဲ့ပါတယ်။ဖခင်ဖြစ်သူ David Milling ကိုယ်တိုင်နယူးဇီလန်ကိုလိုက်လာပြီးတမိဖြစ်သူကိုရှာဖွေခဲ့တာပါ။ရဲတပ်ဖွဲ့တွေက CCTV မှတ်တမ်းတွေကိုလိုက်လံစစ်ဆေးတဲ့အခါမှာတော့တုံးလုံးစရာမှန်တရားတစ်ခုကိုစတင်တွေ့ရှိခဲ့ပါတယ်။ဒါကတော့ Grace ပျောက်ဆုံးသွားတဲ့မွေးနေ့မနက်ပိုင်းမှာတရားခံ Jessie က Elias Tree က The Warehouse ဆိုတဲ့ဆိုင်မှာ Grace ရဲ့အလောင်းကိုထည့်ဖို့ခီးဆောင်တက်တာတွေတလုံးတွားရောက်ဝယ်ယူခဲ့တာပါ။ပြီးတော့အခြားဆိုင်တွေကလည်းတန်ရှင်းပစ္စည်းတွေဝယ်ယူခဲ့ပါသေးတယ်။ပိုပြီးစိတ်ပြည့်စရာကောင်းပြီးပိုပြီးချောက်ချစရာကောင်းတယ်။ Grace ရဲ့ရုပ်အလောင်းတိုက်ခန်းထဲမှာထားခဲ့ပြီးတော့ Jessie ဟာနောက်ထပ် online ကနေချိတ်ထားတဲ့ကောင်မလေးတစ်ယောက်နဲ့ dating ဒုတိယကြိမ် dating သွားလုပ်ခဲ့ပါတယ်။သူကအေးစီထွက်သွားခဲ့တာပါ။ထိုး dating မှာလည်း Jessie ဝတ်ထားတဲ့ဝတ်စားတွေဟာ Grace ကိုတတ်နေစဉ်ဝတ်ထားတဲ့ဝတ်စားတွေအတိုင်းပဲဖြစ်ပါတယ်။ဒုတိယချိန်တွေ့မှုပြီးမှတော့သူအတိုက်ခန်းကိုပြန်လာခဲ့ပါတယ်ပြီးတော့ကော်စောတွေကိုဆက်နေလျှော်ခဲ့ပါတယ်တဲလွန်စားတွေကိုဖျောက်ဖျက်ဖို့သူမိနစ်30လောက်ကြိုးစားခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့အလောင်းခီးဆောင်တက်တာတွေထဲကိုထည့်တွန်းလဲပေါ်တင်ပြီးအခန်းထဲကနေတဲထုတ်လာပြီးတော့ကာနာဖုန်ကန်တွေကိုထည့်ပြီးအော်ကလန်မြို့ပြင်ကတောအုပ်တစ်ခုမှာတွားရောက်မြုပ်နှံခဲ့ပါတယ်ပြီးနောက်တော့သူမရဲ့ပစ္စည်းတွေကိုမြို့အနှံလိုက်လံဆွန့်ပစ်ခဲ့ပါတယ်Grace ရဲ့အကျွေးဝယ်ကတ်ကိုသုံးပြီးတော့ဟိုတယ်အခန်းကတော့တော့ပြီးချေခဲ့ပါသေးတယ်။ဒီလိုနဲ့ဒီဇင်ဘာလ9ရက်နေ့မှာရဲတပ်ဖွဲ့ကဟိုတယ်ခန်းထဲမှာ Jessie ကိုဖမ်းဆီးရမိခဲ့ပါတယ်။ Jessie ကိုရဲတွေစစ်ဆေးခဲ့တဲ့အခါမှာတော့ Jessie ကဒီ Grace ကိုရွေးချက်ရှိရှိတတ်တာမဟုတ်ကြောင်းလိန်နေပြီးတော့ထွက်ဆိုခဲ့ပါတယ်။သူ့ရဲ့အမှုဖြောင်းချက်ပေးရမှာတော့သူက50 Shades of Grace လို့ခေါ်တဲ့နာမည်ကြီးဒီဇာတ်ကားပေါ့နော်ဒီအချစ်အသားပေးဇာတ်ကားတွေကအတိုင်းပေါ့နော်သူတို့ကအပြန်အလှန်သဘောတူစာချုပ်တွေနဲ့ဒီလိုမျိုးဒီကစားနည်းတစ်ခုကိုကစားခဲ့ကြတယ်ပေါ့နော်အဲ့ဒီကစားနည်းထဲမှာတော့သူကတာမန်နဲ့မတူတဲ့ချီနှောင်မှုတွေနာကျင်မှုပေးတာတွေလေဝင်းညစ်တာမျိုးတွေထိပါဝင်တဲ့ဒီလိန်မှုနဲ့ပတ်သက်တဲ့ကစားနည်းတွေကိုဒီနှစ်ဦးနှစ်ဖက်သဘောတူစာချုပ်တွေချုပ်ပြီးတော့ကစားကြတာဖြစ်ပါတယ်ဆိုပြီးသူကထွက်ဆိုခဲ့တာပါဒီဖြောင်းချက်ကိုသတင်းမီဒီယာတွေက50 Shades of Grace Defense ဆိုပြီးတော့ခေါင်းစဉ်တက်ခဲ့ကြပါတယ်ဒါပေမဲ့လည်းရဲတပ်ဖွဲ့တွေက Jessie ရဲ့ဖုန်းကိုစစ်ဆေးတဲ့အခါမှာတော့အလောင်းဖြောင်းကြီးရှာဖွေထားတဲ့ Google History မှတ်တမ်းကိုတွေ့ရှိခဲ့ပါတယ်ဒါအပြင်ဒီဇင်ဘာလ9ရက်နေ့မှာ Watakiri Rangers Store အတွင်းမှာမြင်မြုပ်ထားတဲ့ခီးဆောင်တက်တာတွေကနေ Grace ရဲ့ရုပ်လောင်ရဲတွေကပြန်လည်ရှာဖွေတွေ့ရှိခဲ့တာပါတွေ့ရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့စီးဘက်ဆိုင်ရာစစ်ဆေးမှုတွေအရသူမဟာပြင်းထန်စွာလေဝဲညစ်တက်ခံရတာဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်ဒါကြောင့်လည်း Jessie ရဲ့ရှောက်လဲချက်တွေကိုတရားရုံးကပယ်ချခဲ့ပါတယ်2020ခုနှစ်ဖေဖော်ဝါရီလမှာတရားရုံးက Jessie Gibson ကိုလူသတ်မှုနဲ့
အနည်းဆုံးထောင်ဒဏ်18နှစ်အတွင်းမှာလူငင်းချမ်းသာခွင့်မရှိပဲထောင်ဒဏ်တစ်သက်ကြုံချမှတ်ခဲ့ပါတယ်။နောက်ပိုင်းမှာလည်းအခြားမျိုးသမီး2ဦးကိုအလားတူနီလန်နဲ့စော်ကားခဲ့တဲ့ပြစ်မှုတွေထပ်မံပေါ်ပေါက်ခဲ့တာကြောင့်ထောင်ဒဏ်17နှစ်တိုးချဲ့ချမှတ်ခဲ့ရပါတယ်။ကံမကောင်းစွာပဲပေါ့နော်။သမီးအတွက်တရားမျှတမှုကိုလိုက်လံတောင်းခံခဲ့တဲ့ဒီဖခင်ဖြစ်သူဒီဘေးဟာကင်ဆာရောဂါနဲ့ပဲသမီးတည်ဆုံပြီးတော့နောက်တစ်နှစ်မှာပဲကွယ်လွန်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူကွယ်လွန်ပြီးရဲ့နောက်ပိုင်းမှာတော့ဒီ Grace ရဲ့အမှုမှန်ပေါ်ပေါက်ခဲ့တာကြောင့်တော့ဒီကာယကံရှင် Grace တို့တော့တရားမျှတမှုတို့ပြရခဲ့တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကနေနှုတ်ဆက်လိုက်ပါတယ်အားလုံးကျေးဇူးပါ